ကဒါ printer နဲ့ပတ်သက်လို့เนาะ printer မှာစာရွက်လိပ်တွေရှိမရှိ functioning properly functioning ဖြစ်မဖြစ်ဆန်လို့ရတယ်เนาะ printer test ကိုသုံးဖို့လို့တဲ့ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်เนาะ line feed ဆိုတာ LF ဆိုပြီးတော့ရှိတယ်เนาะဒီကောင်လေးရှိတယ် power ဆိုတာလေးရှိတယ်ဒါလေးရင်ကြည့်တာအဲ့နှစ်ခုကိုတွဲနှိပ်လိုက်ရင်ပိတ်လိုက်ရင်တော့ power ပိတ်လိုက်တယ်ပိတ်သွားပြီเนาะပိတ်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ line feed နဲ့ line feed ကိုနှိပ်ထားပြီးတဲ့အခါမှာဒီဘက်က power button ကို clock ကိုဖွင့်လိုက်ရင်ဘာဖြစ်မလဲဆိုကြည့်အောင်ဒါနှိပ်တာမတွဲဘူးဖြစ်သွားတယ်နော်ပြန်စမ်းပိတ်လိုက် line feed ကိုနှိပ်တာပြီး power button ကိုလိုက်ပြီးတော့စပြီးတော့လုပ်လို့เนาะဒီမှာရိုက်တဲ့ဟာတွေကဒီ printer ကရိုက်ထုတ်ပေးနိုင်တဲ့เนาะပုံစံကိုပုံအားလုံးကိုတွေ့ရတယ်เนาะဒီတော့အများကြီးနဲ့အကြာကြီးထွက်လိုက်တယ်ဖတ်တယ်ဆက်ဆောင်တော့ကျွန်တော်စာရက်ဟိုခြွေထားတဲ့အနေနဲ့မပြောဘဲနဲ့စက်မလုပ်ဘဲနဲ့ထားလိုက်เนาะဒီလိုဒီမှာပုံပေါင်းများစွာတက်တက်ကိုရိုက်ပြတယ်เนาะဒီလိုနည်းနဲ့ printer ရဲ့ printing function ကိုစမ်းလို့ရပါတယ်